ခုဒီတစ်ခါကျတော့ကျွန်တော်တို့ခဏအောင်ထည့်ထားတဲ့စီးရင်တွေကိုဘယ်မှာပြန်သွားကြည့်လို့ရတယ်ပေါ့နော်အဲ့ဒါဆိုတော့ဒီရဲ့အယောင်စီးရင်ထဲမှာပြန်သွားကြည့်လို့ရတယ်အယောင်စီးရင်တွေဝင်လိုက်ဒါဆိုရင်ပေါက်ချလိုက်ကြည့်မလားလေချလိုက်ကြည့်မလားဒါမှမဟုတ်ကြီးစိတ်ငယ်လိုက်ကြည့်မလားကျွန်တော်ပထမဆုံးပေါက်ချတွေဝင်ပြီးတော့ကြည့်လိုက်မယ်ပေါက်ချတွေဝင်လိုက်တယ်ဆိုရင်ဒီမှာကျွန်တော်ထည့်ထားတဲ့ပေါက်ချတွေဒီမှာမြင်ရမယ်အားလုံးတုတ်တရား2သိန်း9500အားလုံးတုတ်တရားဒီပုံမှာမြင်ရမယ်ပြီးပေါက်ချတစ်စောင်းချင်းစီကိုလည်းဒီလိုနှိပ်ပြီးတော့ကျွန်တော်ကြည့်လို့ရမယ်ဘေးပေါက်ချောက်ကြည့်ရှင်လည်းကြည့်လို့ရတယ်နော်တကယ်လို့ဒီမှာအကျွေးကွက်နေပြီးတော့တကယ်လို့လက်ငင်းပေါက်ချောက်ကိုအကျွေးမားသွားပဲဖြစ်ဖြစ်အကျွေးပေါက်ချောက်လက်ငင်းမားသွားပဲဖြစ်ဖြစ်အဲ့လိုပြင်ချင်နေဆိုရင်လည်းဒီထဲမှာပြန်ဝင်ပြင်လို့ရတယ်ဒါဆိုရင်ဒီရဲ့စုစုရဲ့3,9500ဆိုတဲ့ပေါက်ချောက်ကိုလက်ငင်းပေါက်ချောက်ဖြစ်နေတယ်သူကလက်ငင်းပေါက်ချောက်ဖြစ်နေတယ်အမှန်တကယ်အကျွေးပေါက်ချောက်ကျွန်တော်မားပြီးထည့်လိုက်မိတယ်ဆိုလို့ရှိရင်ဒီလက်ငင်းပေါက်ချောက်ဆိုတဲ့အပေါ်မှာကျွန်တော်တို့နှစ်ချက်နှိပ်လိုက်နှိပ်ပြီးတော့ပြီဆိုလို့ရှိရင်ဒီမှာပြောင်းမလားလက်ငင်းကနေအကျွေးပြောင်းမလားလို့တူမိတယ်အဲ့ဒါဆိုရင်ပြောင်းမယ်ဆိုရင်တေချာဆိုဒါလေးကိုဆွဲလိုက်တယ်ဆိုလို့ရှိရင်သူအကျွေးပေါက်ချအဖြစ်ပြောင်းသွားလိမ့်မယ်ပြောင်းသွားပြီဆိုလို့ရှိရင်ဒါသူရဲ့စုစီရင်တွေကိုအကျွေးတော့မှတ်သွားပြီပေါ့နော်အဲ့ဒီလိုပဲအကျွေးပေါက်ချကနေလက်ငင်းပေါက်ချအဖြစ်ပြောင်းချင်တယ်ဆိုရင်လည်းပြောင်းချင်တယ်ပေါက်ချပေါ်မှာကလစ်နှစ်ချက်နှိပ်လိုက်နှိပ်ပြီးတော့ပြီဆိုလို့ရှိရင်ဒီမှာပြောင်းမလားအကျွေးကနေလက်ငင်းအခုဖြစ်နေလားအကျွေးဟိုက်ကနေလက်ငင်းပြောင်းမလားပြောင်းမယ်ဆိုရင်ဒါလေးကိုဆွဲလိုက်ရုံပဲဒီတိုင်းလေးဆွဲလိုက်ဒါဆိုလို့ရှိရင်ဒီမှာဒါလက်ငင်းပေါက်ချအဖြစ်ပြောင်းသွားပြီပေါ့နော်အဲ့လိုမျိုးကျွန်တော်တို့ပြောင်းလို့ရတယ်ပြင်းဆိုကျွန်တော်တို့ဒီမှာတယောက်ချင်းစီကိုလည်းကြည့်လို့ရတယ်စုစုကိုပဲကြည့်ရှင်နေဆိုရင်လည်းစုစုကိုရွေးကြည့်လို့ရတယ်ကြော်ကြော်ကိုကြည့်ရှင်နေဆိုရင်လည်းကြော်ကြော်ကိုပဲရွေးကြည့်လို့ရတယ်ဒါမှမဟုတ်အကုန်လုံးကိုကြည့်ရှင်တာအကုန်လုံးကိုကြည့်လို့ရတယ်နော်ပြီးခါကြလို့ရှိရင်ကျွန်တော်တို့ဒီမှာအကျွေးပဲကြည့်ရှင်နေဆိုရင်လက်ငင်းကိုဖြုတ်လိုက်ဒါဆိုလို့ရှိရင်ဒီမှာဒါအကျွေးပေါက်ချတယ်ကြီးပဲအကျွေးရောလက်ငင်းရောကြည့်ရှင်နှစ်ခုလုံးအမှန်ချစ်ထည့်ထားလိုက်တကယ်လို့မဟုတ်ဘူးလက်ငင်းပဲကြည့်ရှင်နေဆိုရင်အကျွေးကိုဖြုတ်ထားလိုက်ဒါဆိုလို့ရှိရင်လည်းဒီတိုင်းလေးဆက်filter ခံပြီးတော့ကြည့်လို့ရတယ်စစ်ပြီးတော့ကြည့်လို့ရတယ်ပေါ့နော်ဒါပေါက်ချထဲမှာကြည့်လို့ရတယ်ပြီးတော့ဒါကကြတော့လေချာထဲမှာလည်းကျွန်တော်တို့ဒီတိုင်းပဲဒီမှာခုထဲမှာဒါကနန်းတက်ကွက်ချင်းစီရဲ့တိုးတေတွေကိုကြည့်လို့ရတယ်ပေါ့နော်ဒီမှာဆိုရင်တိုးတေ80ကွက်ပေါ်နေတယ်ငွေမောင်းက293,500ပေါ့293,500ကျွန်တော်တို့ဒီမှာပေါက်ချထဲမှာကြည့်မယ်ဆိုရင်လည်းငွေမောင်းက293,500ပဲအဲ့ဒီမှာကျွန်တော်တို့ကဒါတုံညမပါတဲ့အကွက်တီပေါ့နော်ဥစားမတက်တဲ့ကဏ္ဍတွေကိုကျွန်တော်တို့က hide လုပ်ထားတယ်ပေါ့နော်တကယ်လို့ကိုကနေတော့မတက်တဲ့ကဏ္ဍတွေရောကြည့်ရှင်တယ်တုံညငွေမောင်းတုံညဖြစ်နေတဲ့ကဏ္ဍတွေလေးကြည့်ရှင်တယ်ဆိုရင်ဒီဘေးမှာ0ဆိုတဲ့ဟာတွေကိုနှိပ်ကြည့်လိုက်online ဒါဆိုလို့ရှိရင်ဒီမှာတုံညဖြစ်နေတဲ့အကွက်တီကဏ္ဍမတက်တဲ့ဟာတွေဒီမှာလာပေါ်ပြီးတယ်တကယ်လို့မဟုတ်ဘူးကိုကနေပြီးတော့တုံညတွေမကြည့်ရှင်ဘူးငွေမောင်းတက်တဲ့ဟာပဲကြည့်ရှင်နေဆိုရင်ဒီ0ကို off ထားပေးလိုက်ဒါဆိုရင်ဒါငွေမောင်းတက်တဲ့ဟာပဲကြည့်လို့ရတယ်ပေါ့နော်ပြီးတော့ကျွန်တော်တို့ဒီမှာကဏ္ဍတက်ကွက်ချင်းစီမှာပေါ့နော်ကဏ္ဍတက်ကွက်ချင်းစီမှာဒါဆိုရင်ထားပါတော့တုံညတစ်က1,1000ပူတောင်ဖြစ်နေတယ်တစ်က1,3800ပူဖြစ်နေတယ်အဲဒါဆိုရင်ဒီဟာဘယ်သူကဘယ်လောက်ပို့ထိုးထားလဲကြည့်ရှင်သူ့ပုံမှာနှိပ်ပြီးတော့ကြည့်လိုက်အောင်မယ်ဒါဆိုရင်ဒါကြော်ကြော်ကဘယ်လောက်ပို့ထိုးထားလဲစုစုကဘယ်လောက်ပို့ထိုးထားလဲမောင်မောင်ကဘယ်လောက်ပို့ထိုးထားလဲသူ့ကဏ္ဍနဲ့သူကျွန်တော်ဟာလည်းနှိပ်ပြီးတော့ကြည့်လို့ရတယ်ပြီးခါကျရင်နောက်ထပ်တစ်ခုကကြတော့ဒီရဲ့လေချာမှာပဲပေါ့နော်ဒီရဲ့လေချာမှာပဲဘယ်ကဏ္ဍနေရာအများဆုံးလေတည်ချင်နေဆိုလို့ရှိရင်ဒီအောက်ဆုံးကအများဆုံး10ခွက်ဆိုရာလေးကိုနှိပ်ကြည့်လိုက်ဒါဆိုရင်သူကနေတော့အများဆုံး10ခွက်ဒီထဲကအများဆုံး10ခွက်ကိုသူကပြပေးတယ်နော်ဒါမှအမြန်နီးနဲ့လေကျွန်တော်အလိုလေးကြည့်လို့ရတယ်ပြီးတော့ကျွန်တော်တို့ကဒါ all ဆိုတာကြတော့ဒါဒီမှာကောစား4ယောက်ရှိရဆို4ယောက်စလုံးဟာပေါ့နော်တကယ်လို့ကိုကနေပြီးတော့တယောက်ဟာပဲကြည့်ချင်တယ်မောင်မောင်ရဲ့လေချာပဲကြည့်ချင်တယ်ဆိုရင်မောင်မောင်ရွေးကြည့်လိုက်ရုံပဲဒါဆိုရင်မောင်မောင်က6,500ကိုဒီမှာတင်ထားတယ်တိုးတယ်59ခွက်အဲ့ဒီမှာကျွန်တော်တို့ကစုစုဟာကြည့်ချင်တယ်ဆိုရင်စုစုဟာကိုရွေးပြီးတော့ကြည့်လိုက်ရုံပဲဒါဆိုရင်စုစုကတိုးတဲ့အကွက်40ငွေမောင်က2,1,400တကယ်လို့ကြော်ဟာဆိုရင်ကြော်ဟာအဲ့လိုရွေးပြီးတော့ကျွန်တော်ကြည့်လို့ရတယ်အေးဟာဆိုရင်မရှိဘူးပေါ့နော်ဒီမှာအကုန်လုံးဟာကြည့်ချင် all ရွေးပြီးတော့ကြည့်လိုက်ရုံပဲနောက်ထပ်တစ်ခုကကြတော့ဒါကြီးစင်ငယ်လိုက်လဲကြကြီးစင်ငယ်လိုက်ပြင်မဲ့ကြီးစင်ငယ်လိုက်လေးကြည့်လို့ရတယ်ငယ်စင်ကြည့်လိုက်လေးကြည့်လို့ရတယ်သူကငွေအမောင်းနဲ့စီပြီးဒါဆိုလို့ရှိရင်ကြီးစင်ငယ်လိုက်ကိုဆိုလို့ရှိရင်အခုဆိုရင်1နှစ်ကအများဆုံးပေါ့နော်1နှစ်ကအများဆုံးသူအောက်မှာ1တစ်ရှိတယ်သူအောက်မှာ1တစ်ရှိတယ်ဒါငွေအမောင်းနဲ့ကြီးစင်ငယ်လိုက်စီထားပေးတာအဲ့မှာကျွန်တော်တို့ကနေတော့တယောက်ချင်းကြည့်မယ်ဆိုလဲခဏအောင်ကလိုပဲတယောက်ချင်းရွေးပြီးတော့ကြည့်လို့ရတယ်တယောက်ချင်းရဲ့လေကြာကိုလည်းကြည့်စင်ငယ်လိုက်ကြည့်လို့ရတယ်နော်ဒါဆိုရင်စုစုက1နှစ်က1,1000ပို့အများဆုံးပေါ့အဲ့လိုပဲကျွန်တော်တို့အကုန်ကြည့်မယ်ဆိုရင်အိုးနေပြီးတော့ကြည့်လို့ရတယ်ပြီးတော့ဒီလေကြာတွေကို copy ကူးချင်တယ်ဆိုရင်လည်းကျွန်တော်တို့ဒီအောက်မှာရှိတဲ့ copy လေးကိုနှိပ်လိုက်ရုံပဲဒါဆိုလို့ရှိရင်
ဒီမှာ ledger copy ဆိုပြီးတော့သူပေါ်လာပြီးတော့ဒီ ledger copy ကူးပြီးသွားပြီဒါဆိုရင်ကိုပို့ချင်တဲ့လူရဲ့စီကိုသွားပြီးတော့ကျွန်တော်တို့ဒီမှာ page ချပြီးတော့ပို့လိုက်ရုံပဲဒါဆိုလို့ရှိရင်ဒီမှာဒါမှကျွန်တော်ခဏက copy ကူးလာတဲ့ ledger တစ်ခုလုံးအဲ့လိုပို့လို့ရတယ်ပေါ့နော်ဒါတော့အဝယ်စင်းနဲ့ပတ်သက်ပြီးကြည့်တာပါ